ကဲကျွန်တော်ရဲ့ blog မှာနောက်တစ်ခေါက်ပြန်လာမယ်အားလုံးပဲဒီစီက MT ရပါနော်ကျွန်တော်ရဲ့ blog က member တွေမိတ်ဆွေတွေအားလုံးမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်ကျွန်တော်ဒီနေ့တင်မဲ့အကြောင်းအရာလေးကတော့တော်များများလူတွေလက်တစ်ပြက်မတိလိုက်တာတဲ့အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့အကြောင်းအရာလေးပေါ့ဗျာဘာအကြောင်းအရာလေးလဲဆိုတော့ဒါတော့ပြီးလို့ရှိရင်ကျွန်တော်တံပိုင်လေးမှာပြမှာနော်ဒီရဲ့အကြောင်းအရာဒီပုံကြည့်လိုက်စီကျွန်တော်ပုံတော်စိတ်ညစ်နေတဲ့ပုံပေါ့နော်ဟုတ်ပြီကျွန်တော်စမယ်အကြောင်းကဘာလဲဆိုတော့လူတွေသတိမထားမိတော့ကမ္ဘာတင်ញံကုန်ကြီး၃ခုလူတွေလုံးဝသတိထားမိတယ်ကဘာကြီးတော့ကျွန်တော်ကတင်ញံကုန်ကြီး၃ခုပဲရှိတယ်ဘာတင်ញံကုန်လဲဆိုတော့ကျွန်တော်ပြောပြအဲ့ဒါလူတွေကတင်ញံကုန်လို့ပြောလိုက်လို့ရှိရင်မြေမြုပ်မယ်တကြိုတဲ့နေရာတဆေချောက်တဲ့နေရာလို့ပြင်းမြင်လိုက်ကြတယ်နော်ခင်ဗျားကျွန်တော်လည်းတရေကြောက်ကြတယ်ဟုတ်လားတင်ញံကုန်ဆိုတော့မြေတွေမြုပ်တဲ့အသေးသွားတဲ့လူတွေတကြိုတဲ့နေရာဒါတင်ញံကုန်ဒါအများအမြင်ပေါ့နော်ခေါ်ကြပါတော့အင်္ဂလိပ်လို cemetery ပေါ့ဗျာအဲ့ဒီတော့ပြင်းမြင်ကြဒါပေမဲ့ကျွန်တော်တို့နေ့စဉ်ရှင်သန်နေတဲ့ကဘာကြီးမှာလူတွေကသတိမထားမိတဲ့တမိုင်းကြောင်းပျက်စီးခြင်းတွေမြုပ်နှံထားတဲ့အေယာမတတုတင်ញံကုန်ကြီး၃ခုရှိနေတယ်ဒါတွေခင်ဗျားတို့သိလားမသိဘူးသိရင်လည်းသိမယ်မသိရင်လည်းမသိကျွန်တော်လည်းသိရင်လည်းသိတယ်မသိရင်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ကတော့discovery ဆိုစူးစမ်းရှာဖွေခြင်းခေါင်းစဉ်နဲ့ညီကျွန်တော်ရှာဖွေပေါ့ဗျာဒီပေါ့နော်ယနေ့ digital နည်းပညာနဲ့ online မှာကျွန်တော်ရှာဖွေပြီးတော့ပြန်လည်ဝေမျှပါတယ်နော်ကျွန်တော်ဝေမျှတဲ့အကြောင်းအရာ post လေးတစ်ခုကဒီနေ့တင်လိုက်တယ်မနေ့ကအားလုံးတဲ့အကျိုးရှိရမယ်လို့ကျွန်တော်ရည်ရွယ်ချက်နဲ့တင်ရင်းဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုနောက်သားတွေတော့၎င်းယနေ့ပညာသင်တဲ့ကျောင်းသူကျောင်းသားတွေဘူးသူရတော်၎င်းမသိသေးတဲ့လူတွေအတွက်တော့၎င်းဝေမျှခြင်းဖြစ်ပါတယ်နော်ဒီကနေ့မှာတော့လူတွေသတိမထားမိတဲ့ကမ္ဘာအကြီးမားဆုံးသင်္ချာကိုကြီး၃ခုအကြောင်းနဲ့သူတို့ရဲ့အနာဂတ်ဘဝတွေဘာဖြစ်သွားမလဲဆိုတော့စိတ်ဝင်စားကြဝေမျှပေးဖို့ဒီဗီဒီယိုလေးကိုအဆုံးထိကျွန်တော်တို့ like ကြည့်ရှုပေးကြပါတော့နော်နံပါတ်1ကမ္ဘာပန်းလန်တဲ့ကအကတအမိုက်တိုက်သင်္ချာကုန်ဟိုးအကတပလန်ထဲမှာရှိတယ်နော်ကျွန်တော်ကဘာကြီးရတယ်ကဘာမြေကသွားလိုက်တယ်ကဘာမြေပြအခုပြောနေကဘာဆွဲငင်အားနဲ့လွတ်တဲ့နေရာနော်ကဘာပတ်လမ်းကြောင်းဆိုတာရှိတယ်မိတ်ဆွေတို့လည်းဒီပေါ့နော်အင်တာနက်လောကကြီးပေါ်လာတဲ့ခါသိကြပါဘောနော်ဂျိုလူပတ်လန်းနေပေါ့ဗျာကျွန်တော်တို့ပြောနေ equator လမ်းကြောင်းပေါ့ဗျာအဲ့ဒီမှာရှိလေဟာနေကြီးအဲ့လေဟာနေမှာသင်္ချိုင်းကုန်းကြီးရှိတယ်ဘာသင်္ချိုင်းလူသင်္ချိုင်းမဟုတ်ဘူးဗျကျွန်တော်တို့အာကာသကိုလွတ်တင်တဲ့ပစ္စည်းတွေအဲ့မှာပျက်စီးသွားတဲ့ကလေတူးထဲမှာပေါ့နော်ကမ္ဘာဆွဲငင်အမြေလေးကိုမျောနေတာနော်အာကာသအမိုက်လို့ခေါ်တယ်အဲ့မှာအာကာသရဲ့တတုတွေတန်သားတွေကိုပျက်စီးသွားတော့ဗျာအဲမှာအပိုင်းစားတွေအများကြီးပေါ့ဗျာအဲ့ဒီအမိုက်တွေအာကာသအမိုက်လို့ခေါ်တယ်အဲ့ဒါကတော့အာကာသအမိုက်တိုက်တင်ញံကုန်ပေါ့ဗျာပထမဆုံးတင်ញံကုန်ကတော့မြေပြင်ပေါ်မဟုတ်ဘူးဗျာကျွန်တော်တို့ခေါင်းပေါ်ကကမ္ဘာလေထုအပြင်ဘက်ပတ်လမ်းမှာရှိနေတာ1900ခုနဲ့စံတစ်ဂျိုလူကိုစတင်လွတ်တဲ့ကလူသားတွေကအာကာသတွေကိုဂျိုလူတွေဒုံးမြန်နေထောင်နဲ့ကြည့်ပြီးတော့အပြန်ပြန်လွတ်တင်ခဲ့ကြတယ်အခုချိန်မှာတော့တန်တန်းကုန်သွားတဲ့ဂျိုလူအဟောင်းတွေဒုံးမြန်စိတ်ပိုင်းတွေအချင်းချင်းတိုက်မိရကထွက်လာတဲ့အပိုင်းစားတွေကဘာပတ်လမ်းကြောင်းထဲမှာအရှိန်ပြင်းပြင်းနဲ့လဲပတ်နေကြတယ်တိမ်မှန်မြင်ချင်းနဲ့ခမန်းချက်ရအာကာသထဲမှာလဲပတ်နေတဲ့အာကာသရဲ့အပျက်စီးစုပေါင်းအလေးချိန်တန်ချိန်9000ကျော်သို့မဟုတ်တန်ချိန်1000နီးပါးရှိနေပြီလို့ခံမှန်းတွက်ချက်ကြတယ်။တစ်ချိန်ကျရင်သူတို့ကဘယ်ဘဝကိုရောက်သွားမလဲ။အာကာသတွေကတတုသိန်းချိုင်းပေါ့နော်။ဒီညောနေတာကျွန်တော်တို့0 bit နဲ့လေဟာနယ်မှာမျောတယ်တစ်ချိန်ကျရင်ဘာဖြစ်သွားမလဲတဲ့။ခံမှန်းကြည့်တာပေါ့။သူတို့ရဲ့အနာဂတ်ကလမ်းပဲရှိတယ်။အာကာသတွေကတတုအမိုက်တွေနော်။ပထမလမ်းကတော့ကမ္ဘာဆွဲရကြောင်းလေထုတွေကိုပြန်လဲကျဆင်းလာပြီးလေထုနဲ့ပုတ်တိုက်မှုတန်ကြောင့်မီးလောင်ပြာကျပျောက်ွယ်သွားတယ်ဒုတိယလမ်းကတော့အောက်ကိုပြုတ်မကြပဲအာကာသထဲမှာယာစုနဲ့ပေါင်းများဆိုဆက်လက်ပြီးတော့လဲပတ်နေတာမျိုးနော်အဲ့ဒါမျိုးတခုဒါကြောင့်အခုနောက်ပိုင်းမှာတက်တန်းကုန်ပြီးဂျိုလူတွေကိုသမုတ်လျာအလဲက point နီးနုံးခေါ်တဲ့
လူသူကင်းဝဲရအာကာသသင်္ချိုင်းကိုတမင်တက်တက်ပို့ဆောင်ပြီးပင်လယ်ထဲကိုပြစ်ချတဲ့စနစ်ကိုအသုံးပြုနေကြတယ်ကြာနေလို့ရှိရင်ကျွန်တော်အာကာသထဲမှာများလာလူတွေလည်းနေရချမ်းနောက်သွားမကြမယ်လေအီလိုမက်တော့အဲ့မှာဟိုအာကာသထဲမှာပါဗျာလူတွေသွားလာခက်ခက်ရင်းမြန်နေနောက်ကျွန်တော်တို့နောက်မျိုးသက်တွေတင်ကြအောင်ပါဗျာအဲ့မှာကြကြက်ညက်ကုန်ပါဗျာ traffic jam ဖြစ်ပါအာကာသ traffic jam ပါဗျာအဲ့ဒါမျိုးဖြစ်သွားမှာပေါ့အဲ့ဒါကြောင့်မလို့သူတို့ကိုဘယ်လိုခေါ်မလဲဆိုတော့လူသူကင်းဝေးရပြီအာကာသတင်းញိုင်းเนี่ยတမင်တက်တဲ့ပို့ဆိုပင်လယ်ထဲကိုပြစ်ချတဲ့ပုံစံမျိုးလူသားတွေဖန်ဆင်းနေကြပြီနံပါတ်1တစ်ခုကတော့ကမ္ဘာမြေမျိုးကအေယာမတန်တဲ့တတ်ထုတင်းញိုင်းကုန်းကြီးများခေါင်းစဉ်3ခုနဲ့ကျွန်တော်ပြောမယ်နော်လူတွေမျိုးတင်းញိုင်းကုန်းကြီး3ခုဒုတိယတင်းញိုင်းကုန်းကတော့ကျွန်တော်တို့ရှေ့ချတဲ့ကမ္ဘာမြေပြင်ပေါ်မှာနှစ်စဉ်ကမ္ဘာတဝန်းမှာဆွန့်ပစ်လိုက်တဲ့ကားဟောင်းတွေစက်မှုစုံကစက်ပစ္စည်းတွေလေးမြဟောင်းတွေအိမ်သုံးလျက်စီစီဟောမြေပြင်ပေါ်မှာရှိတဲ့တန်တဲ့တင်းញိုင်းကုန်းကြီးတွေအဖြစ်ရှိနေကြပါတယ်ခါမှန်းကြရင်ကမ္ဘာမြေပြင်ပေါ်မှာပျက်စီးဆုံးရှုံးတတ်တဲ့တန်တဲ့တတ်ထုတဲ့မြေပေါ်မှာတန်ချိန်တန်ပေါင်းထောင်နဲ့ချီပြီးရှိနေတယ်သူတို့တွေကပြန်သုံးလို့ရသလားမြေကြီးပဲရောက်သွားသလားဒီနေရာမှာတန်တဲ့နဲ့အနာဂတ်ကကံကောင်းခြင်းနဲ့ကံဆိုးခြင်းကိုတွန်းတွဲနေတယ်ပြန်လဲသုံးလို့ချင်း recycle တန်တဲ့တတ်ထုတွေကအရေးပြန်ကြုံပြီးသုံးရတာအရန်တော့ချိန်ကြိုက်တဲ့ကမ္ဘာတံပတိထုတ်လို့မှု40ရာခိုင်နှုန်းကျော်တန်ဟောင်းတွေကပြန်ပြီးတော့အရေးချိုးပြအစ်ထုတ်လို့တယ်မြေကြီးတဲ့ရောက်သွားတာတွေကရှိတယ်ဒါပေမဲ့စနစ်တကျမသိမ့်စက်နေတဲ့တတ်ထုအဟောင်းတွေဖုံမုံနေတဲ့တန်ကြီးတဲ့မြေကြီးတဲ့စိတ်ဝင်သွားတယ်အပိုင်းတွေလည်းအများကြီးရှိတယ်သူတို့တွေကမြေကြီးထဲမှာရောက်သွားတဲ့အခါမှာအောက်ဆီဂျင်နဲ့ရေတို့ဓာတ်ပြုပြီးတော့တန်ကြီးပေါ့ဗျာအိုင်ရွန်အောက်ဆိုက်ဖြစ်ပြောင်းလဲတာရေကြီးရဲ့အာဟာရတတ်ထုဓာတ်ဖြစ်ပြန်လဲရောနှောသွားနောက်ဆုံးကြတော့ပေါ့ဗျာမြေကြီးပြန်ဖြစ်သွားတော့ပဲကြောက်တော့ကြောက်တာပြောတော့အိုင်ရွန်အောက်ဆိုက်ဆိုတာကျွန်တော်တို့အခုတန်ကြီးတက်တယ်ဆိုတာအိုင်ရွန်အောက်ဆိုက်ကိုပြောတာပေါ့နော်မြေကြီးတွေရောက်သွားတယ်ဒါပေမဲ့ဘယ်လိုကောင်းလဲဆိုတော့စနစ်တကျမသိမ့်တဲ့နဲ့တတ်ထုအောင်ဖုံဖုံနဲ့တန်ကြီးတဲ့မြေကြီးတဲ့စိတ်ဝင်တာအပိုင်းစားတယ်အများကြီးရှိတယ်နော်သူတို့တွေကမြေကြီးတွေရောက်တော့အောက်ဆီဂျင်နဲ့ရေတို့ဓာတ်ပြုတာပေါ့နော်ဒါကိုခုနပြောတဲ့အိုင်ရွန်အောက်ဆိုက်နောက်ဆုံးကျတော့ရေကြီးပဲပြန်ဖြစ်သွားတာပေါ့နောက်တစ်ခုနံပါတ်3ကျွန်တော်တို့အားလုံးသိနေကြတယ်မြစ်တွေချောင်းတွေပင်လယ်သမုဒ္ဒရာကျမ်းမြေတွေကရေအောက်တတ်ထုသင်္ချိုင်းတစ်ခုဆိုတာရှိသေးတယ်အဲဒီမှာနောက်ဆုံးသင်္ချိုင်းကုန်းကအနက်ရှိုင်းဆုံးအမောင်မိုက်ဆုံးနေရာမှာပဲရှိပါတယ်ဒါကတော့သမုဒ္ဒရာကျမ်းမြေကြီးပါကမ္ဘာသမိုင်းတယောက်စစ်ပွဲတွေကြောင့်နှိမ့်မြုပ်သွားတဲ့စစ်သင်္ဘောကြီးတွေဂုံတင်သင်္ဘောကြီးတွေရေငုံသင်္ဘောကြီးတွေရေနံတူးနော်ရေနံတွင်းတူးတဲ့စင်ကြီးနော်စင်ကြီးတွေရာသီဥတုကြောင့်အမျိုးမျိုးကြောင့်ပျက်စီးသွားတဲ့လန်ဒရာတွေနော်တမ္ပတိဘောင်ဒရာကြီးတွေအမျိုးမျိုးပေါ့ဗျာတေးမောမောကြီးအပျက်စီးတဲ့ရေအောက်မှာသင်္ချိုင်းကုန်းကြီးတစ်ခုဖြစ်လို့တည်ရှိနေတယ်သင်္ဘောတွေမှာသုံးတဲ့တန်တဲ့တွေမကောက်ဘူးဤပညာပစ္စည်းတွေပါဂျင်းနီဂျင်းဝါခဲနဲ့တခြားတဲ့တန်ဖိုးတတ်တူပေါင်းဆိုတာလည်းရေအောက်မှာနင်းမြုပ်နေတာတန်ချိန်ပေါင်းများစွာရှိတယ်နော်ဒါတွေတချို့ဆယ်လို့ရတာလည်းပြန်ဆယ်ပြီးတော့လူသားတွေက recycle ဖြစ်ပြန်လဲသုံးပြုတယ်ဆယ်လို့မရတာတွေလည်းရှိတာပေါ့နော်သမုဒ္ဒရာကျမ်းမြေဆိုတော့တော်တော်နဲ့ရှိုင်းပါတယ်တချို့သမုဒ္ဒရာကျမ်းမြေဆိုရင်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ရဲ့ blog လေးတူမှာဘူးသူရတင်ထားတယ်သမုဒ္ဒရာကျမ်းမြေတခုကဘလောက်ဒီနဲ့ဆိုဟိမဝန္တာတောင်တိုင်းကြီးတော့ပြောင်းပြန်လာလဲလို့ရှိရင်ဟိမဒီလိုပဲဟိမဝန္တာတောင်ကြီးကဒီလိုရှိတယ်သမုဒ္ဒရာဒီလိုမျိုးနဲ့ဟိမဝန္တာတောင်ကြီးကိုပြန်ပြီးတော့ပြောင်းပြန်လိုက်ပြီးထည့်တာတော့မှဒီဟိမဝန္တာတောင်ကြီးကမပေါ်တော့ဘူးသမုဒ္ဒရာကျမ်းမြေအနဲ့ကြီးတယ်အဲ့လိုနေရာတွေမှာလည်းသွားပြီးတော့တတ်ထုသင်္ချိုင်းတန်သင်္ချိုင်းပေါ့ဗျာသင်္ချိုင်းကုန်းကြီးဖြစ်နေတာပဲတချို့အဲ့လိုနေရာနဲ့ဆယ်လို့ရတာလဲဆယ်တာပဲပြန်အသုံးပြုတယ်ဆယ်လို့မရတာကတော့ခုနကလိုပဲပေါ့နော်သူတို့ကတချင်ရောက်ရင်အဲ့ဒီရေအုပ်ရောက်သွားတယ်ဟာဘယ်လိုဖြစ်မလဲဆိုတော့သူတို့ဘဝပဲရောက်သွားတယ်မူလတတ်ထုတွေပဲပြန်ဖြစ်သွားမလားဒါမှမဟုတ်တကယ်လို့စိတ်ဝင်စားကောင်းတဲ့မိကုန်းတစ်ခုပဲရှင်းပြပေးမယ်တန်တယ်တွေကျင်းကြီးတွေကရေအောက်မှာရှိနေတဲ့အခါမှာချိန်ကြာလာတာနဲ့အမျှမူလသဘာဝတတ်ထုရဲ့အခြေအနေကိုပြန်ပြောင်းသွားကြတယ်။ဘာဖြစ်လို့လဲဆိုတော့တန်တယ်တွေကပင်လယ်ရေထဲကစားတတ်တဲ့အောက်ဆီဂျင်ကြောင့်တန်ကြီးတက်တယ်။တဖြည်းဖြည်းဆွေးမြင့်လက်တန်အောက်ဆိုက်အိုင်ရွန်အောက်ဆိုက်အမှုန်ဖြစ်ပြောင်းလဲပြီးသမုဒ္ဒရာကျမ်းပြင်ကရွှွန့်နွန်ကြောက်ဆောင်နေတဲ့တသားကြီးဖြစ်သွားတယ်။မူလမြေကြီးတွေကတူးဖော်တဲ့တတ်ထုရဲ့အခြေအနေကိုပြန်ဖြစ်သွားတာပေါ့ဗျာ။ကျင်းနီနဲ့ကျင်းဝါတွေကတော့တန်လောက်တော့မပြည့်စည်ဘူးဗျ။
ဒါတော့လက်တွေပါချင်းနီချင်းပါဘာတန်လောက်မပြတ်သေးတယ်အခုကျွန်တော်တို့ပင်လယ်ကူးသမောတွေပါဒီစားတော့အားလုံးမြင်ပင်လယ်ကူးသမောတွေပန်ကားတွေသွားကြည့်လိုက်ကြေးဝါတယ်သူတို့ကဘာကြောင့်တုံတော့စားနိုင်တန်းခံတယ်မပြတ်စည်းဘူးအဲ့ဒီဥစ္စာကိုတန်လောက်တော့မြန်မြန်မပြတ်စည်းပါချင်းနီကပင်လယ်ရည်နဲ့ဓာတ်ပြုတ်ပြီးအစိမ်းရောင်ကာဗွန်နိုက်လွှာနော်အဖြစ်ပြောင်းလဲသွားပြီးရေအောက်ကတက်ရှိတွေခိုးလို့ရကြောက်တန်းအတုအဖြစ်ရာစုနဲ့ပေါင်းများစွာတည်ရှိနေတတ်တယ်ရေရှင်မှာဘာဖြစ်မလဲရေရှင်မှာဒီတတ္တုတွေအားလုံးဟာသဘာဝတရားရဲ့တိုက်စားမှုကြောင့်မူလသဘာဝနဲ့ dressing တွေဖြစ်ကွဲထွက်သွားတယ်။ကဘာမြေကြီးရဲ့သဘာဝတတ္တုတန်တရားပေါ့နော်။ geological cycle အထဲကိုပြန်လဲရောက်ကြည့်ကိုပျော်ဝင်သွားကြမှာဖြစ်တယ်။အနီကုန်းကျုံနဲ့ပြောရင်နော်အခုဆိုရင်အာကာသတိုင်းကပတ်လန်းကဘာမြေပြင်ပေါ်ကတန်တုတန်သားတွေသမုဒ္ဒရာကျမ်းမြောက်ကနေမြုံတဲ့သမောပြက်တွေအထိလူတွေသတိမထားကြမိပေမဲ့အေယာဘတင်ရဲကုန်းကြီး၃ခုရောက်သိရှိသွားကြပြီပေါ့နော်အနေကျင်ပေါ့ဗျာဘုဒ္ဓတာပြည့်လေးပေါ့အပိုင်းစားပါသိရှိသွားရပြီဒါတွေအားလုံးကိုလူသားတွေရဲ့တိုးတက်မှုပြသနေတာပေါ့တစ်ဖက်မှာလည်းသဘာဝတရားကြီးကဒီအပျက်စီးတွေကိုသူနည်းသူဟန်နဲ့ဘလို့ပြန်လဲကုစားနေတယ်ဆိုပြသတာတကယ်ချင်းတော့ကြာဒီတင်ရဲကုန်း၃ခုထဲမှာဘယ်တင်ရဲတစ်ခုကအောင်းပဲအကောင်းဆုံးလဲ comment မှာဝင်ရောက်ဆွေးနွေးခဲ့ပါဦးဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ပေးဖို့မမေ့ကြတော့ဗျာနောက်တစ်စိတ်ဝင်စားနီးပညာ content တွေမှာလည်းပြန်ဆုံးရတော့ကျွန်တော်ဆက်လက်ရှာဖွေတင်ပြပေးပါဦးမယ်ကဲနောက်တစ်ခါနောက်ဗီဒီယိုတစ်ပုတ်ထူးထူးဆန်းဆန်းလေးနဲ့ပြန်ဆုံးကြတာဗောနော်နောက်တစ်ခုပြောဦးမယ်ဗျာကျွန်တော် comment မှာကြီးကငါးသွားမများဘူးလားဟုတ်တယ်ဗျာငါးတော့မများဒီချင်းငါးပြောရလို့ရှိရင်ဇူလိုင်လဆိုတော့ငါးသားပေါက်တဲ့ຢာဒီဖြစ်တယ်မိုးတွေရေတွေတအားကြီးတယ်ငါးတွေဖုန်ချောင်းနေတာပါဗျာငါးတွေဖုန်ချောင်းကျွန်တော်တို့နောက်ဆက်ပေးလို့ဖြစ်တာမများသေးဘူးနောက်မှာတရင်ကျုပ်ပြီးနောက်ပိုင်းမှာပေါ့နော်ဒီကြားထဲမှာကျွန်တော်ဘူးတူတာတွေကိုတစ်ခုပြီးတစ်ခုကျွန်တော်ဆက်လက်ရှာဖွေဝင်ပြနေမယ်ဘိုင်ဘိုင်